อีเลยเนี่ยสากังเนี่ยอีกุยเลยลูกซาจายาเอาแต่มาจิใครไล่ตาเนี่ยอีโตเลยเนี่ยซาเชนเสียยังกูสากังลูกซาจิจายาเอาเนาะแค่อันตีเนี่ยตัวไล่แค่เขาเนี่ยมองเล็กควายเนี่ยสันเซ็งมองตะควายกูโยธาราพิบาเรจูทาเรทันเล็ดเยกูเทราบาပြီးရင်စီအနေငယ်ထည့်ပါမယ်ဒါကိုအခုကျမတို့တမအောင်နေယူရအောင်နော်လက်ကဆေးထားပြီးပြီနော်ထန်လက်ရေကပစ်ကလေးလှုပ်လိုက်တဲ့အခါကျတော့အများကြီးထည့်လို့ရှိရင်အရင်ချိုနေမှာကြောက်လို့ကျမရေနဲ့ရောလိုက်ပါတယ်ရေကိုတခါလေးအများကြီးမထည့်နဲ့နော်နေပြီးမှပြန်ထည့်ယူရအောင်နော်တခါလေးအများကြီးထည့်လို့ရှရင်အစံပြေဖြစ်မှာဆိုလို့ပါလိုအပ်မှပြန်ထည့်ယူပြီးမှဒီလိုမျိုးထမ်းလက်ရေကိုအများကြီးပြည့်အောင်မချိုတဲ့လူတွေကြတော့ထမ်းလက်ရေကိုတောင်းလို့ရတယ်နော်ကျန်တကာရေဖြစ်ထမ်းလက်ရေဖြစ်ပေါ့နော်ကျမကတော့ထမ်းလက်ကိုလေပြစ်ကလေးကျူလိုက်တဲ့အခါကျတော့တခါလေးအများကြီးထည့်လိုက်လို့ရှင်အရင်ကြီးချိုတော့မှကြောက်လို့အဲ့ဒါကြောင့်လို့ရေပြန်ထည့်လိုက်တာကြေးလေးကျူယူတဲ့လူတွေကြတော့ထမ်းလက်ရေဖြစ်ကျန်တကာရေဖြစ်ထည့်ကြနော်ကြေးလေးဆိုတော့အားလုံးဒီလိုမျိုးတမအောင်လုပ်ရမယ်နော်အခါကျမှမုတ်တာကစားကောင်းတာပြင်းနေလို့ရင်နဲ့ထပ်ထိထားပါတယ်ကဲကျမတို့စမုတ်နေတာဒီအနေထားလေးရပြီဆိုရင်ကျမတို့ပေါင်းမဲခွက်ထဲမှာထည့်ရအောင်နော်စီလေးနဲ့တို့ပေါင်းမဲ့ခွက်ထဲမှာထည့်ကြပါစို့စီလိုက်ဆွပေးမယ်နော်ကတ်မတော့အောင်ပေါ့နော်ကဲဒီလိုမျိုးလှလေးထည့်ယူပြီးမှပေါင်းတော့မယ်နော်အပေါ်မှာဒါကဖြုံစီကျမစားချင်လို့နည်းနည်းများလေးထည့်လိုက်တယ်နော်ဒီဟူစီဖုံပြီးမှပေါင်းထားတော့မယ်နော်ဒန်ကဲပေါ်မှာနန်းလေးနည်းနည်းလိုက်ဖြူမယ်ရပါပြီကဲဒီမှာကျတော့မေးကဲဒီမှာရပါပြီဒီမှာကျတော့နန်းအမေးထိထားပါတယ်ဒါနန်းဖြူထိထားပါတယ်ဒါတော့ဖြုံစီနဲ့ဒီဟူစီကိုထည့်ထားပါတယ်ကျမစားချင်လို့နည်းနည်းများလေးထည့်လိုက်ပါတယ်လောက်စားချစ်ချရအောင်နော်ချစ်ဆုံးတော့ဒီမှာတကယ်ကိုအီလေးနဲ့စားကောင်းပါတယ်ကွယ်ဘိုင်ဘိုင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်